subscribe လုပ်ပြီးအပေးပါနှဖွင့်ပြီးကူညီပါချစ်တော်တို့ရေကောင်းမှုပြုတာကကုသိုလ်မကောင်းမှုပြုတာကအကုသိုလ်အရင်ဘဝကကောင်းမှုကုသိုလ်အရင်ရှိရင်ဒီဘဝကောင်းတာဖြစ်မယ်ဒီဘဝကောင်းမှုကုသိုလ်အရင်ရှိခဲ့ရင်လည်းဒီဘဝမှာရင်အကျိုးထူးခံစားနိုင်တယ်လို့နောက်ဘဝမှာလည်းကောင်းတာဖြစ်မယ်အဲ့ဒါရဲ့စံချိန်ဘက်ကတော့အကုသိုလ်ပေါ့ကုသိုလ်အကုသိုလ်ဆိုတာလူတွေသတိမမူမီပဲဘဝအတွက်ရင်းနှီးထားရတဲ့အရင်ကြီးပဲအဲ့ဒီသဘောတရားတွေကိုသိတာပညာဘောဆိုပြီးရှေ့လျားစွာရှင်းပြပါတယ်ကျွန်တော်လည်းအဘနောက်ဆုံးပြောတဲ့လွတ်မြောက်လမ်းဆိုတာကိုသိချင်လို့မေးကြည့်တော့ငါလည်းသိတော့မသိဘူးကွာဒါပေမဲ့ဗုဒ္ဓဘုရားဟောခဲ့တဲ့အထဲမှာတော့ဘဝတန်တရားလွတ်မြောက်အောင်ကျင့်တဲ့အကျင့်ဆိုတာပါတယ်အဲ့ဒါအမြင့်ဆုံးပညာကွာငါသိနားမလည်ဘူးကွာလို့ဖြေရင်ခေါင်းကိုတင်းတင်းသားကုတ်နေပါတော့တယ်ကျွန်တော်လည်းဒီလောက်ဆိုကျွန်တော်သိချင်တဲ့အကြောင်းရင်းတော်တော်သိရပြီမို့ဘာလန်တာကိုကြားတဲ့အဖိုးခပေးပြီးပြန်ဖို့ပြင်ပါတယ်ဘာလန်တာနဲ့ကျွန်တော်လက်ဆွဲနှုတ်ဆက်လိုက်ပါတယ်အဲ့ဒီမှာလက်ဆွဲနှုတ်ဆက်လိုက်တာနဲ့ကျွန်တော်လက်ကောက်ဝက်ထဲမှာထည့်ထားတဲ့ဘဏ်စင်းအကောင့်အငွေဟာဘာလန်တာရဲ့လက်ကောက်ဝက်ထဲမှာရှိတဲ့ဘဏ်အကောင့်တွေကိုစီးဝင်သွားပါတယ်ဒီဘက်ကဘယ်လောက်ပေးမယ်ဟိုဘက်ကဘယ်လောက်ယူမယ်ဆိုတာကတော့စိတ်ထဲကနေပြောရတာပါပေးသူနဲ့ယူသူစိတ်ထဲမှာတွေးတဲ့ပမာဏချင်းမတူရင်ငွေလွှဲလို့မရပါဘူးကျွန်တော်တို့เนี่ยလက်ဆွဲနှုတ်ဆက်ပြီးငွေလွှဲပြီးချိန်မှာပဲစက်ရုံမရဲ့ရင်ဝင်တွေကစိန်ရပြေးကထငိုပြန်ပါတယ်ကျွန်တော်လည်းလူဖုန်းကြီးဘာလန်တာရဲ့အကောင်းစားသားချော်တွေကိုမကြားချင်တာနဲ့ငိုးပြန်ကားလေးရှိရာအပြေးပိုင်းလမ်းလာခဲ့ပါတော့တယ်ဒါတော့ဟဲ့ဘလူးနဲ့ပိတ်တာစကြထားတဲ့အကောင်တို့ကလည်းခက်လာကြီးလားဟဲ့လေရလည်းခိုးပြန်ပြီငါပါစံမြန်နဲ့မေဟိုကမှတ်နေလားဆိုတဲ့စကလုံးအမိုက်စားတွေကလေလိုင်းကတဆင့်ငစီကိုလာရောက်နှုတ်ခွန်းဆက်တက်လိုက်ပါသေးတယ်။အော်တင့်ဒုက္ခလည်းမသေးပါလားဘာလန်တာရဲ့ကုသိုလ်ဆိုတာဘာလဲအကုသိုလ်ဆိုတာဘာလဲကျွန်တော်စိတ်မှာပြက်ပြက်ထင်ထင်သိသွားတဲ့နောက်ကျွန်တော်တွေးတယ်ကျွန်တော်ဘဝမှာမကောင်းတာဘာလို့ဖူးခဲ့တယ်လဲ။အိုးကျွန်တော်လုပ်ခဲ့သမျှကောင်းတယ်မှန်တယ်ထင်တဲ့အရာလုံးကမကောင်းမှုတွေကြီးပဲကျွန်တော်လန့်လာတယ်ဗျာအခုခေတ်မှာလူတိုင်းကအကုသိုလ်မသိလို့လုပ်နေကြပါမယ်ကျွန်တော်ကလူပုံကြီးဘာလန်တာရဲ့တရားကြောင့်အကုသိုလ်လို့သိပြီးအကုသိုလ်ဆိုတာမကောင်းသောအကျိုးကိုပေးတတ်တယ်ဆိုတဲ့အသိဝင်လာတဲ့နောက်မှာမကောင်းမှုပြုရမှာကျွန်တော်ကြောက်လာတယ်။ဒါပေမဲ့လောကအပြင်ကဘာတစ်ခွင်လုံးအကုသိုလ်နဲ့မှအတမမွေးရင်မဖြစ်တော့တဲ့ခက်ဆိုတော့မကောင်းမှုတွေကိုရှောင်ပြီးစီးပွားရှာမယ်ဆိုဘလို့မှမဖြစ်တော့ဘူး။အကုသိုလ်မပါတဲ့အလုပ်ကိုကျွန်တော်လုပ်ရင်ငတ်သွားမှာပေါ့ဗျာ။အဲဒီတော့ကျွန်တော်မရှောင်နိုင်တဲ့အကုသိုလ်အကြောင်းကျွန်တော်မတွေးတော့ဘူး။ကျွန်တော်ပြုတ်ခဲ့မှုတွေကုသိုလ်တွေကိုပဲကျွန်တော်တွေးကြည့်တယ်။ပြည်တဲ့သမားတယောက်ကိုအပေါ်ပစ္စည်းတစ်ခုရှင်းနေတယောက်ကိုပါဇက်တစ်ပေါက်အလကားပေးဘူးလေ။အဲ့နေကမနက်ခင်းဆိုင်စားခွင့်ကသာဝန်ထမ်းကောင်မလေးတွေနဲ့အတူဆိုင်ခင်းချင်းပစ္စည်းထားသူတွေလိုက်စစ်နေတဲ့အချိန်ဒေလီယာတော့မရောက်သေးဘူးစောသေးတော့ဈေးဝယ်ရလဲရှင်းလို့အဝယ်စားခံရတဲ့အသက်15နှစ်လောက်ပဲရှိမဲ့ကောင်မလေးတယောက်ဝင်လာတယ်အသက်15နှစ်ဆိုတာလူသက်တမ်းအနှစ်50လောက်ပဲရှိတော့တယ်ကျွန်တော်တို့ခင်မှာတကယ်ကိုအရွယ်ရောက်ပြီးအပြူဟိုင်းဖြစ်နေပြီလူတယောက်သက်တမ်းရဲ့3ပုံ2ပုံကုန်သွားပြီ哦ဗုဒ္ဓဘာသာအလူရသာသနာနှစ်တရာပြည်တိုင်းလူသက်တမ်းတစ်နှစ်စုပ်သည်ယခုခေတ်သာသနာ2500ကျော်တွင်လူသက်တမ်း85နှစ်45ရာစုလိုသာသနာ9000ပြည့်လူနီးချိန်တွင်လူသက်တမ်းမှာအနှစ်50သာရှိတော်မူထို့ခေတ်အသက်15နှစ်သည်ယခုခေတ်အသက်အစိမ့်နှင့်အတူတူစာရေးသူအနှစ်50ဆိုတာပုံမှန်သက်တမ်းကိုပြောတာပါလူခန္ဓာကိုယ်ကပစ္စည်းတွေတစ်ခုမကောင်းရင်တစ်ခုအစားထိုးချက်ချင်းလဲဖို့ငွေကြေးတက်နိုင်နေဆိုရင်တော့ပုံမှန်တက်အနည်းငယ်ပိုနေရနိုင်ပါတယ်ဆိုတာပုံမှန်သက်တမ်းမစိခင်ကိုလူခန္ဓာကိုယ်ကပစ္စည်းတွေကယူရင်းဖောက်ပြန်နေကြတာလေအခုလည်းဒီကောင်မလေးဘာဝယ်မလို့ပါလေသူမပုံမှန်ကြည့်ရတော့ပတ်စံတိတ်တက်နိုင်မှုမရဘူးအဝိဇ္ဇာကလည်းခဏခဏ45ရာစုလောက်ကခေတ်စားခဲ့တဲ့မှုတ်သေးဘူးနဲ့ကိုဖျန်းလိုက်ရင်ခြိသားအတိုင်းအဝယ်စားဖြစ်သွားတဲ့ကွန်ပျူတာရေးဆေးဝတ်စုံနဲ့ညနာဘောကမိတ်ကပ်ကလည်းတစ်ခါလိမ့်နိုင်တစ်သက်လုံးမပြတ်တဲ့အပေါ်သားတတူးမိတ်ကပ်သူမကိုကျွန်တော်ကြည့်လိုက်ရုံနဲ့သိတယ်သူမကပြည့်စုံတယောက်ပဲကျွန်တော်နောက်ကရောင်းစည်းမလေးက12ရာသီအပြုလုပ်ထားတဲ့အပြုံးနဲ့ကောင်မလေးစီသွားဖို့ဟန်ပြင်လိုက်တယ်ကျွန်တော်ကအရောင်းစည်းမလေးကိုအသာလက်ကပြပြီးကျွန်တော်ကိုယ်တိုင်ကောင်မလေးနာကိုသွားလိုက်တယ်တေးကြပြီအနာကလိုက်တော့မှသူမစီကမတိမတာထွက်လာတဲ့အနံ့ကပြည့်စုံတယောက်ရဲ့အနံ့ကောင်မလေးခင်ဗျာလည်းဖန်စီသမားတွေမြန်အနံ့ရပြီးအနောက်ကလိုက်လာမလားဆိုရဲစိုးရိမ်မှုနဲ့မျက်လုံးစုံကကြည်ကြောင်ကြည့်သူမစိုးရိမ်မယ်ဆိုလဲစိုးရိမ်လောက်တယ်ဖန်စီသမားတွေကပြည့်စုံတာနဲ့တိတ်သေးတာကောင်မလေးရဲ့အကြောက်တရားတွေသိမ့်မှန်ထားတဲ့မျက်နှာလေးကိုကြည့်ပြီးကျွန်တော်သနာသွားတယ်ရေစက်ကြောင့်လို့ပဲပြောရမလားစီးပွားရေးလောကရဲ့ဝင်ကလေးကမတနာတအောင်အထူးလေ့ကျင့်ထားတဲ့ကျွန်တော်ဆရာသူမကိုမြင်ပြီးနှစ်ကကိုသနာမိတယ်မျက်လုံးတွေကဟိုကြည့်လိုက်ဒီကြည့်လိုက်ဖြစ်နေသလိုရင်နှမရှိမှပူးရှက်ထားတဲ့လက်နှစ်ဖက်ကလည်းတုံတုံကြီးအဲ့ဒီလက်နှစ်ဖက်ထဲမှာကြစ်ကြစ်ပအောင်စုပ်ထားတာပေါ်ရာနာပတ်စံအိတ်လို့ခေါ်တဲ့ critical လေးတစ်ခက် credit ဆိုတာမရှိစင်းရသားတွေသာတုံးတော့တဲ့ online ငွေပေးချေစနစ်လေအသုံးပြုကကိုသုံးတဲ့ငွေပမာဏရဲ့ 3.5% လောက်ပဲပေးရတာပေါ့ကျွန်တော်တို့သုံးတဲ့လက်ဆွဲနှုတ်ဆက်ရုံနဲ့ငွေပေးချေပြီးဖြစ်တဲ့စနစ်မျိုးက20ရာနှုန်းပေးရတယ်ကျွန်တော်လည်းကောင်မလေးကိုတနာတာနဲ့တူတရာလေးမေးလိုက်တယ်ညီမလေးဘာလိုချင်လို့လဲဟိုတင်ကောင်မလေးကတခုနဲ့အကြောက်လုံးပြီးစကားကိုရှေ့မဆက်ရဲဘူးဒါနဲ့ကျွန်တော်လည်းသူမစိတ်သက်တောင်ညီမလေးဘာမှမကြောက်နဲ့အခုဆိုင်မှာညီမလေးဘာမှမဖြစ်စေရဘူးဘာနေရမှလည်းမရှိဘူးနောက်ပြီးအခုဆိုင်လေးကိုဖန်စီသမားတွေတော့အနက်ခံလို့မရနိုင်တဲ့လုံညွေးစော်ဝဲတွေတက်ထားပြီးသားဒီတော့ညီမဖြစ်ချင်တာကိုသာရေးပြောဘာမှမကြောက်နဲ့ဆိုပြီးအပင်စကားခင်းပေးလိုက်တယ်ဒီတော့မှကောင်မလေးကသူတို့ကိုအသာမျိုးချပြီးဟုတ်ကဲ့ညီမခန္ဓာကိုယ်ကပစ္စည်းနေတဲ့ပစ္စည်းလေးတစ်ခုပြင်လို့ပါအကိုလို့ကျွန်တော်ကိုပြောတော့တယ်ကျွန်တော်ဆိုင်ရာလူပေါ်ပစ္စည်းရောင်းလိုက်ဆိုပေမဲ့အကုန်ကျတက်တာအောင်ငကိုရှိပြီးသားပစ္စည်းကိုပဲပြင်ခိုင်းရင်လည်းပြင်ပေးပါတယ်ကျွန်တော်လည်းကောင်မလေးကို 3D ပုံရိပ်ခန်းဆက်ရှိမှာရခိုင်ပြီးသူမခန္ဓာကိုယ်ရဲ့ 3D ပုံရိပ်ကိုစတင်စစ်ဆေးပါတယ်တွေ့ပါပြီသုံးစားလို့မရတော့ပျက်စီးနေတဲ့သူမရဲ့နှလုံးသားတစ်ခု
စိတ်မကောင်းစရာကတော့သူမပြင်နေတဲ့သူမရဲ့နှလုံးသားလုံးဝပြုပြင်လို့မရတော့ဖြစ်စီနေကြပြီအချစ်မပါမေတ္တာမရှိတဲ့ကာမဆက်ဆံမှုတွေကိုသာအချိန်များစွာပြုလုပ်ရင်နှလုံးသားအတိုင်းအဆမဲ့ပျက်စီးတတ်ပါတယ်ဒါနှလုံးသားရဲ့သဘာဝပါလူကိုပစ္စည်းရောင်းတဲ့ဒီဇိုင်းတွေနှလုံးသားအတုကအယောင်အတွက်ဆုံးပစ္စည်းတစ်ခုပါအခုခေတ်မှာအချစ်မပါတဲ့နှစ်ကိုယ်ကြားရင်းနှီးမှုတွေသာရေပန်းစားနေတော့နှလုံးသားအတုကိုလူကြိုက်များတာစမ်းသလားသူများတွေလိုတေးသားဆန္ဒကြောင့်မဟုတ်ပဲဘဝဝမ်းရေးကြောင့်နှလုံးသားအပျက်စီးခံအသက်မွေးခဲ့ရတဲ့ပြည်သူ့စာမလေးကိုတော့တနာမိတာအမှန်ပါပဲစိတ်တော့မကောင်းပါဘူးညီမရဲ့နှလုံးသားအစ်စ်လဲမှရမယ်ပြင်လို့မရနိုင်တော့ဘူးကျွန်တော်လည်းမတက်တာရဲဆိုသူမကိုပြောပြလိုက်ပါတယ်ကောင်မလေးရဲ့မျက်နှာလေးကချက်ချင်းနွမ်းနေသွားပြီးမျက်လွှာလေးကိုအောက်ချလို့စဉ်းစားနေတယ်လို့ခဏတော့တိတ်ဆိတ်သွားပါတယ်ပြီးမှတရွေးကိုဒုတိယအကြိမ်မျိုးချပြီးကျွန်တော်ကိုမရေတရေလှမ်းမိပါတယ်အသိနှလုံးအစ်စ်လဲရင်ဘယ်လောက်ကြမလဲရင်အခုဒါကတော့အမျိုးမျိုးရှိရဲ့ညီမရဲ့ UM 9000တန်ရှိမယ်သူကတာမန်ပေါ့ UM 9000တန်လည်းလာတယ်သူကတော့အာမခံပါတယ်နှလုံးခုန်တဲ့အကြိမ်3သန်းမပြည့်မချင်းတစ်ခုခုယူရင်းခဲ့ရင်အစ်စ်တစ်ခုပြန်လဲပြီးပစ္စည်းဖို့လက်ကအခမဲ့UM တသိန်းတန်လည်းရှိတယ်။ तू ကတော့အချစ်တူတွေနဲ့ချစ်သူတွေကိုဘယ်နှယောက်ပဲထားတာပထမဆုံးအချိန်ချစ်ဖူးတဲ့အချစ်ယူလေးလို့စိတ်ခံစားမှုကိုပေးတယ်။ तू လည်းအာမခံပါတယ်။ရင်ကုန်တဲ့အချိန်3သန်းပဲ။နောက်ပြီးတော့အလိုလျောက်မုန်းတရားကာကွယ်တားဆီးရေးစနစ်ပါတာတို့အချစ်စစ်အချစ်မှန်မဟုတ်ရင်အလန်းပေးတဲ့စနစ်ပါတာတို့အစားအစာပဲညီမ။ညီမကဘလောက်တန်မှန်းထားလို့လဲ။ကျွန်တော်ရဲ့ရှေ့တော့ရှင်းပြလိုက်တဲ့စကားလေးရဲ့အဆုံးမှာကောင်မလေးရဲ့မျက်နှာကဒုတိယအချိန်မိုင်းညွတ်သွားပြန်ပါတယ်။ပြီးမှအထစ်ရှင်ငုံငုံနဲ့ညီမရဲ့ကထဲမှာပတ်စံအလောက်မရှိဘူးကိုUN 3000လောက်ပဲရှိတယ်။ဒါတော့ညီမအတွက်တရက်စာအာဟာရသိသိဈေးတောင်ဝယ်ဖို့3000ချမ်းအောင်ပါဘယ်လိုလုပ်ရပါမလဲ။ပြောရင်းနဲ့ဝန်နေပြီးသူမရဲ့မျက်နှာမှာမျက်ရည်ဦးကြီးတွေလိမ့်စင်းကြလာပါတော့တယ်။သူမရဲ့မျက်ရည်တွေကိုကြည့်အောင်နဲ့အခုခေတ်မှာတွေ့ရခဲ့တော့ဖြစ်တဲ့မျက်ရည်အစစ်ဆိုတာကျွန်တော်တန်းသိလိုက်ပါတယ်။မျက်ရည်အတုနဲ့ယောက်ျားတွေတနာအောင်လှည့်စားတတ်တဲ့45ရာစုမှာမိန်းမသားတစ်ယောက်ရဲ့မျက်ရည်အစစ်ဟာတိတ်ကိုလှပလွန်းပါလားဗျာ။မျက်ရည်အစစ်ကိုတစ်ခါမှမမြင်မှုခဲ့တဲ့ကျွန်တော်ဟာတကူလုံးဆက်ဆက်တုံအောင်ခံစားလိုက်ရတယ်။ကျွန်တော်ရဲ့နှလုံးသားအတုနဲ့မတနာတအောင်လေ့ကျင့်ထားတဲ့စိတ်ဟာအဲ့ဒီနေ့ကတော့သူမရဲ့မျက်ရည်စီးချောင်းထဲမှာတသွင်သွင်မျောပါခဲ့ရတဲ့နေ့ပါပဲ။ကောင်မလေးရဲ့အခက်အခဲအဆင်ပြေသွားဖို့ကျွန်တော်အသက်ကိုပေးရမယ်ဆိုရင်တော့ပေးမိမလားပဲ။အိတ်ကွယ်ညီမကိုကြည့်ပြီးအခုစိတ်မကောင်းဖြစ်မိတာပဲ။ညီမရှိတဲ့ငွေနဲ့ရနိုင်တာကတော့လူသေးစီရတဲ့တပတ်ရဲ့ပစ္စည်းအဟောင်းပဲရှိတယ်။လူသေးဆိုတာလဲကျန်တဲ့ပစ္စည်းတွေအကောင်းနိုင်ပါခြင်းပါပါတယ်။အသေးနှလုံးကိုတော့လုံးဝအကောင်းမကြံဘူး။မတည်ရင်ပစ္စလက်ကသုံးခဲ့တာလူကြီးပဲ။သူမအတွက်စိတ်ပင်ပန်းဝမ်းနေခြင်းများစွာနဲ့ပြန်ပြောရင်းကစိတ်ထဲမှာလက်ကနေဖြစ်သွားတယ်။ကျွန်တော်စီမှာဘယ်သူမှမသိအောင်တင်ထားတဲ့ရှင်းအောင်ပစ္စည်းတစ်ခုကိုသွားတရိရလိုက်တယ်ကျွန်တော်လည်းကောင်မလေးကိုညီမခဏနော်ခဏလေးပဲဆောင်လို့ဝမ်းသာအားရပြောပြီးကျွန်တော်ရဲ့အမတ်တရပစ္စည်းတွေထားတာလှုပ်ဝက်ခံထွက်လာခဲ့တယ်ပြည်စာမာလေးကတော့အန်နားမလည်နိုင်ခြင်းတွေနဲ့ကျွန်တော်ကိုငေးလို့တခါတော့ကကျွန်တော်စီကိုလမ်းမင်းနေလမ်းမေးစားအခြေမဲ့အနေမဲ့အဖိုးကြီးတူးရောက်လာဘူးလေကျွန်တော်စီကိုလာပြီးသူအရန်ထူးဆန်းတဲ့ပစ္စည်းတစ်ခုတွေ့တဲ့အကြောင်းကျွန်တော်ကိုလာပြောပါတယ်အဲ့ပစ္စည်းကဘာမှလဲဆိုတော့မျိုးပြင်ရဲ့ကြောက်ကိုကြီးတစ်ခုထဲမှာပါတဲ့ဒီပစ္စည်းဖိုးကြီးကလည်းပြပြီးတဲ့အတွက်သူ့ကိုအာဟာရသိတိစေးတော့9လုံးပေးရမယ်တဲ့ကျွန်တော်တို့ခင်မှာလူတွေကတက်တန်းအတူတပွားစာလုပ်ရမယ့်အလုပ်တွေကများတဲ့အချိန်ကအတော်ရှားလာတယ်ဒါကြောင့်လူတွေကစားတဲ့တောက်တဲ့အတွက်အချိန်ကိုလုံးဝမပေးနိုင်ကြတော့ဘူးဒီပြဿနာကိုဖြေရှင်းဖို့အာဟာရသိတိစေးတောင်လေးတွေပေါ်လာတယ်ပန်းသီးရတာစတော်ဘယ်ရီရတာစုံလို့တချို့စေးတောင်တွေဆိုဟမ်ဘာဂါရတာတော့ရှိတယ်ဘာရတာနဲ့ပဲလာစေးတောင်ထဲမှာလူတယောက်အတွက်အမှန်တကယ်လိုအပ်တဲ့အာဟာရအကုန်ပါတယ်ဒါကြောင့်တော့မျိုးတိုင်းတစ်နေ့လုံးထမင်းစားရမလို့တကယ်တဘာဝအာဟာရတွေကိုအလို့ရှုပ်ကန်ချက်ပြုတ်စားတော့တယ်ဆိုတာဒီခေတ်မှာဘာအလုံးမှလုံးစရာမလိုတော့တဲ့ကမ္ဘာအချမ်းသာဆုံးတစ်ထည့်တွေမှာလုံနိုင်ကြတော့တာကလားတာမန်နေနိုင်စားနိုင်အောင်လှုပ်ရှားနေရတဲ့လူတွေအဖို့တော့ချက်ဖို့ပြုတ်ဖို့အချိန်ကိုမပေးနိုင်တော့ဘူးဒီတော့အာဟာရသိတိစေးတောင်သာအားကိုးရပေါ့အခုလက်ချေပစီဖိုးကြီးကသူ့အတွက်900သာစေးတောင်9000တောင်းနေတယ်စေးတောင်1000မှာ UM 3000လောက်ပါစားဖွဲလို့ဒါနဲ့ကျွန်တော်လည်းဂျီပစီဖိုးကြီးကိုခေါ်ပြီးမျိုးပြင်ကကြက်ကူကြီးထွက်လာခဲ့တယ်ဒီလီကတော့လိုက်မလားဂျီပစီနဲ့ကားစီးတဲ့အတူစီးရမှာယွန်းလို့တယ်လေကျွန်တော်တော့ညာပြီးပြန်ပြီးစေးတာတွေဘာတွေဖြစ်မှာဆိုလို့လိုက်မသွားဘူးတားသေးတယ်ကျွန်တော်ကသူစကားနားမထောင်ပါဘူးဒီလိုရှင်းရပစ္စည်းတွေဂမ်မီယာပစ္စည်းတွေဆိုကျွန်တော်ကအရန်စိတ်ဝင်စားတာဟိုရောက်သွားတယ်ဆိုရင်ပဲဒီလီကစကားကိုနားမထောင်ပဲလိုက်လာလိုက်တာတိတ်ကိုမှန်သွားပြီဆိုတာကျွန်တော်သိလိုက်ရပါတယ်ကြက်ကူကြီးကကြီးပဲကြက်ကူကြီးရဲ့အလေတက်တဲ့မှာကြောက်သားအစ်နဲ့လှုပ်ထားတဲ့ခေါင်းတလားတစ်လုံးခေါင်းတလားရဲ့ကြောက်သားဘုံကြီးကတော့ဂျီပစီဖိုးကြီးဖွင့်ထားလို့အောက်ကိုတစောင်းလျှော့ချပြီးပွင့်နေတယ်ခေါင်းတလားထဲမှာလူရိုးစုတစ်စုကျွန်တော်ကြမ်းကြမ်းနဲ့လူအစိတ်ပိုင်းဆန်းစစ်တဲ့ပညာရေးအယိုးစုကိုကြည့်ပြီးပြောနိုင်တာကတော့သူမအမျိုးသမီးတစ်ယောက်ပါလက်နှစ်ဖက်ကိုရင်ဘက်ပေါ်ရှက်တင်ထားတယ်ရှက်ထားတဲ့လက်နှစ်ဖက်အောက်မှာ21ရာစုကအရန်ကိုခေတ်စားခဲ့တဲ့ iPad ကွန်ပျူတာ tablet တစ်လုံးအဲ့ဒီကြောက်သားခေါင်းတလားတွေကအလောင်းဟာနှစ်ပေါင်းများစွာကြာလို့ခန္ဓာကိုယ်ကပုတ်ပွားပြီးအယူကျသွားတာတော့အစိတ်ပိုင်းတစ်ခုကတော့အခုချိန်ကြီးအန်ဝေးတရားကောင်းလောက်အကောင်းပကတိတရှိနေသေးတယ်သူမရဲ့အယူကျနေတဲ့ဝဲဘက်ရင်အောင်အောက်မှာတတိတ်ထိတ်ခုံလုံးနေတဲ့နှလုံးသားတစ်ခုသေးကြောတွေအသားဆိုင်တွေပုတ်သိုးဆွေးမြေသွားတာတော့နှလုံးသားသေးလို့ရှင်သန်နေတာကိုအန်ဝေးသာတွေ့လိုက်ရတယ်တိတ်ကိုထူးဆန်းတာပဲဒါပေမဲ့ကျွန်တော်ဒီအကြောင်းဘယ်သူမှမပြောခဲ့ဘူးပြန်ရောက်တော့ဒေလီယာမေးတာကိုတော့မောတာပဲဖက်တင်ပါတယ်ဟာဘာမှမဟုတ်ဘူးလို့ပြီးဆိုလည်းပဲဖြေလိုက်တယ်အေးသေးသေးနဲ့တယောက်တည်းရှိနေချိန်မှာကြောက်သားခေါင်းတလားတွေကကြားလာတဲ့ရှင်းအောင် tablet ကွန်ပျူတာလေးကိုစစ်ကြည့်မိတယ်ကံကောင်းကျင်တော့ tablet ကွန်ပျူတာလေးကနှစ်ပေါင်းများစွာကြာတော့မပြတ်စည်းသေးဘူးအားကုန်နေတာတခုပဲကျွန်တော်လည်း tablet လေးကိုနည်းနည်းပါးပါးတန်းနေပြီးအားပြန်သွင်းလိုက်တယ်အားနည်းနည်းပြည့်သွားပြီဆိုမှ tablet လေးကိုဖွင့်ကြည့်မိတယ်အဲ့ဒီအချိန်မှာကျွန်တော်ရဲ့အန်ဝေးကအထို့အထိပ်ကိုရောက်ရှိသွားပါတော့တယ်ကျမအမိမက်သူသာဖြစ်ပါသည်ကျမ၏ခင်မွန်းမှာနိုင်ငံခြားတိုင်းပြည်တစ်ခုတွင်အလုပ်လုပ်ကိုင်ရင်မတော်တဆတေဆုံးသွားခဲ့ရပါသည်ယခုအခါကျမသည်ခင်မွန်းဖြစ်သူကလမ်းစွတ်တန်းတကြေကွဲစိတ်ဖြင့်မစားနိုင်မအိမ်နိုင်ဖြစ်ကအိပ်ရတဲ့ဘုံဘုံလေးနေသောလူမမာတဦးဖြစ်သူရောက်ရှိနေရပါပြီ
ချစ်တော်ခင်မောနေရလက်စွပ်တရိယာသောထိုဝေဒနာဖြင့်ပင်ကျမသည်လူလောကကြီးကမကြခင်ဆွတ်ခွာသွားရတော့မည်ကိုသိပါသည်ထို့ကြောင့်ကျမသည်အောက်ပါအတိုင်းဆူတောင်းသစ္စာပြုလိုက်ပါသည်ဆူတောင်းတဲ့ကျမ၏ဘဝတွင်ကျမ၏ချစ်ခင်မောမှာရည်စားမှုအမှန်ဖြစ်ပါသည်အီမန်သောသစ္စာစကားကြောင့်ကျမတေဆုံးသွားလျင်နောက်မှကျမ၏အသိနှလုံးမှာမပြတ်မစည်းအကောင်းအတိုင်းထာဝရရှင်သန်တည်ရှိပါသည်ဆူတောင်းနှင့်ကျမသည်ကျမချင်းတော်သောခင်မွန်းတဲ့ကွယ်လွန်နှိမ့်စာရောက်သွားတော်လဲမြည်သည့်ယောက်ျားနှင့်မှအိမ်တော်သစ်မတူပါအီမန်ကန်သောသစ္စာစကားကြောင့်ကျမ၏ထာဝရရှင်သန်နေသောအသိနှလုံးအားကျမမှလွဲ၍မြည်သူမှပိုင်ဆိုင်နှောက်ယှက်ဖျက်ဆီးခြင်းမပြုနိုင်ပါစေနှင့်ဆူတောင်းသောကျမသည်ဘဝတွင်ကျမ၏ခင်မွန်းမှလွဲ၍မြည်သည့်ယောက်ျားကိုမှမချစ်ခဲ့ပါအီမန်သောသစ္စာစကားကြောင့်လူခန္ဓာကိုယ်အစိပ်ပိုင်းများကိုလိုသလိုပြောင်းလဲအစားထိုးတက်ဆင်နိုင်အောင်တိုးတက်သောခေတ်တစ်ခေတ်တွင်ကျမသည်လူသားမိန်းမဘဝကိုပြန်ရ၍ညီမ၏ထာဝရရှင်သန်သောအသိနှလုံးပြန်လဲအစားထိုးပိုင်ဆိုင်ရပါလို၏ဆူတောင်းလေးကျမဒီကျမ၏ခင်မုန်းကိုချစ်မြတ်လို့သောစိတ်ဖြင့်မကြခင်ဂျီခွဲနာကြောင့်တည်ဆုံးရပါတော့မည်အီမန်သောသစ္စာစကားကြောင့်ကျမလူဘဝသို့ရောက်ရှိသောအခါကျမ၏ခင်မုန်းနဲ့လည်းလူဘဝကိုရရှိ၍ကျမဘလို့အစဉ်တန်းမျိုးရောက်မျက်နှိုးစွာပေါင်းဖက်နိုင်သောသာဖြစ်ရပါသည်ဆူတောင်းကကျမသည်အသက်ရှင်စဉ်ကာလပတ်လုံးစစ်မှန်သောထေရဝါဒဗုဒ္ဓဘာသာကိုသာကိုးကွယ်ခဲ့ပါသည်အီမန်သောသစ္စာစကားကြောင့်ကျမနှင့်ကျမချစ်သူသည်ထေရဝါဒဗုဒ္ဓဘာသာစစ်စစ်ကိုမြည်သည့်ခေတ်၌မဆိုကိုးကွယ်ဝင်ရ၍စစ်မှန်သောဗုဒ္ဓဘာသာဝင်ပုထုဇဉ်များအဖြစ်မှအရိယာသူတော်စင်ဘဝသို့တက်လှမ်းနိုင်ပါသေးတာအထက်ပါသစ္စာစကားများနှင့်ဆူတောင်းများသည်ကျမလူဘဝကိုပြန်လည်ရရှိ၍ကျမ၏ထာဝရရှင်သန်နေသောအသိနှလုံးအားမပိုင်ဆိုင်ရမချင်းတည်တံ့ပါသေးတာအရှင်ဘုရားမတူသားရဲ့သစ္စာပြုဆူတောင်းတာကိုဖတ်ပြီးတဲ့အခါမှာကျွန်တော်ဟာအံ့ဩတုန်လှုပ်မှုတွေနဲ့ကြသိန်းပြင်းပြင်းထားမိတယ်ဒါတကယ်ပါလားမတူသားရဲ့ဆူတောင်းတွေတကယ်ပြည့်နေတာကိုထာဝရရှင်သန်နေတဲ့သူမရဲ့အသိနှလုံးကတက်တည်ပြနေပြီလေခိုင်မြဲတဲ့အချက်မှန်ကန်တဲ့သစ္စာတွေကဒီလောက်တောင်အဆန်းထက်ပါလားအချစ်တူအသိနှလုံးအတုတွေသာအမြဲမြင်တွေ့နေရတဲ့ကျွန်တော်ဟာသစ္စာလေးနဲ့ပေါ်စီတက်နေတဲ့မတူသားရဲ့ဆူတောင်းကိုမယုံကျင်လဲယုံရတော့မယ်ဘာလို့ဆိုမတူသားရဲ့ထာဝရရှင်သန်နေတဲ့နှလုံးသားကိုကျွန်တော်မျက်မြင်တွေ့နေရပြီ။ရှေးခေတ်လူသားတွေရဲ့သစ္စာတရားစွမ်းဟာမယုံနိုင်အောင်ကြီးမားလာပါတကား။သစ္စာတရားဆိုတာအာဟာရတစ်ထောင်လောက်လူကိုအကျိုးမပြုဘူးလို့ယူဆနေတဲ့ဒီခေတ်အချစ်ဆိုတာသွေးသားဆန္ဒကိုဖြည့်ဖြောက်ဖို့အကြောင်းပြချက်ပေးတဲ့အရာလို့ထင်နေကြတဲ့ဒီခေတ်အပြည့်အတိုင်းအရာရာကိုအတုနဲ့သာအစားထိုးနေတဲ့ဒီခေတ်ထဲမှာတော့ကျွန်တော်ဇနီးဂျန်နီဖာလိုနှလုံးသားအစစ်ကိုအချစ်အတွက်အယူမှုဖတ်တွေ့ထားသူမျိုးတောင်ရှားရှားပါးပါးရှိနေသေးတာပဲ။လောကမှာကိုယ်တိုင်မကြုံရအောင်နဲ့မယုံဘူးလို့တော့ဘယ်ပြောရမလဲနော်။မတူသားရဲ့အချစ်ကိုတန်ဖိုးထားတဲ့စိတ်ဓာတ်ဟာကျွန်တော်ဇနီးဂျန်နီဖာရဲ့အသိနှလုံးအပေါ်အစွဲလန်းကြီးပုံနဲ့တော့အတူနေတာအမှန်ပဲဂျန်နီဖာမတူသားရဲ့ဆူတောင်းနေရလို့မတူသားလူဘဝပြန်ရပြီးထာဝရရှင်သန်နေတဲ့နှလုံးသားအစစ်ကိုစောင့်မျှော်နေတာများလားနောက်ပြီးတိုက်ဆိုင်မတူသားရဲ့21ရာစုကအသိနှလုံးဟာကျွန်တော်စီကိုမှဆက်မြင့်ရောက်လာခဲ့တယ်လေဒီကြလောက်ပါတယ်ဂျန်နီဖာမတူသားဂျန်နီဖာပါပဲစဉ်းစားနေနေကျွန်တော်ဟာနှလုံးသားအတုတွေကိုလက်ခံမှုအမြဲညှင်းဆန်ခဲ့တဲ့အဲ့ရထက်မှာဘဝနောက်ဆုံးချိန်တွေလဲလျောင်းဆောင်သွားနေရတဲ့တနာစရာဂျန်နီဖာမျက်နှာလေးကိုမြင်အောင်လိုက်ပါတယ်